ငိုယိုစိတ်ညစ်လိုက်လေဒီဟာကြီးကပြီးဘာမှကြီးပြန်ကောင်းမလာဘူးဆိုပြီးတော့အဲ့လိုမျိုးစဉ်းစားမိသွားအပူကတော့အပူပေါ့နော်ကျမအကြီးဆုံးအပူကတော့အဲ့ဒါပဲရှိကျန်တာတော့မရှိအဲ့လိုမျိုးကြီးကနေပြီးတော့ဟုတ်တယ်အဲ့ဆိုတော့တခုခုလုံးရင်ဒီဟာလေမပြတ်မသားအရန်လုပ်တတ်တယ်မပြတ်မသားဆိုတာအဲ့လိုမျိုးဟိုလူကိုလည်းတခုခုဆိုအားနာတယ်ဒီလူကိုလည်းအားနာတယ်တခုဆိုလို့ရှိရင်လည်းပြောရမှာအရန်အားနာတယ်ကွာအဲ့ဟာကြီးကကြတော့ဘာဖြစ်လာလဲဆိုတော့အစပိုင်းတော့ဘာမှမဖြစ်ဘူးအမတန်တမျိုးကြီးနော်တဲ့ဟုတ်လားယောက်ျားတန်နေမှာအစတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကြာလာတဲ့အခါကျကိုယ်ပဲထိတာတိလားအဲ့လိုမျိုးကိုယ်ပဲစိတ်ညစ်လာရတယ်အားနာကြီးကနေအဲ့လိုမျိုးမျောပြီးသွားနေနေအဲ့ဟာကိုအရင်ဆုံးအားနာစရာပြောတဲ့ကိစ္စတွေလူတွေဘာတွေညာတွေဆိုလို့ရှိရင်အကုန်လုံးဖြတ်ထုတ်လိုက်တယ်ကွာလုံးဝရှင်းရှင်းလင်းလင်းဖြတ်ထုတ်လိုက်တယ်အဲ့အချိန်မှာစပြီးတော့စိတ်ကပေါ့သွားကွာတိလားလို့အလုံးနဲ့ပတ်သက်ပြီးပေါ့အဲ့လိုမျိုးကို့နာမှာတကယ်ကို့ပေါ်မှာတကယ်ကောင်းပြီးတော့ဟိုလိုမျိုးအများတန်းရှိနေပေးတဲ့လူတွေပဲဆက်ပြီးတော့သွားတော့တယ်ခုနောက်ပိုင်းတခြားခေါင်းနဲ့ရှိရတယ်ဒီလူတွေပဲခေါင်းနဲ့ရှိရကို့ပေါ်မှာဟိုဖြစ်တဲ့လူတွေပဲကျန်တဲ့လူတွေအတွက်ဘာမှမစင်စားအောင်အုံနောက်ထဲလည်းမရှိတော့အဲ့လိုမျိုးပဲဥပမာကိုယ်ပဲလောက်တဲ့လုံးနေတဲ့လှုပ်လေးလွတ်ချလိုက်တယ်လွတ်ချလိုက်လုံးနေတော့အိမ်မှာပဲနေလိုက်တော့ကိုတော့ဘယ်ကိုစနာဝူပါရှောင်းထီပေါက်ရင်လက်အောင်ချီးစိတ်ချအဲ့ဒီကိုစောင့်နေကြတာနော်ကိုရီးယားထီပေါက်လို့ရတော့ကွာထီပေါက်လို့ရှင် agency က host တွေကိုတင်မောတွေဘလူပြန်အောင်ချပေးမယ်တင်မောတွေချမပေးပါဘူးလာစားအပြင်ကနေပဲပတ်စံနေတင်မောချမယ်ပတ်စံတွေကိုပေးပြမယ်မဟုတ်ဘူးပြီးသွားလို့ရှင်ဘာလုပ်မလဲအလုပ်ရမယ်အလုပ်တော့ပတ်စံရင်းနှီးမြှုပ်နှံမှုတွေထည့်ရပြီးသွားရင်တော့လိုချင်တဲ့ယောက်ျားကိုကောက်ယူပလိုက်မယ်အိမ်လာမို့တဲ့အပွေလုံးနေအပွေလုံးနေလာလည်းမဟုတ်ဒီနေ့နောက်ဆုံးပဲအားတာနောက်နေ့တင်းတန်းသွားပြီးမအားတော့နောက်နေ့မအားတော့တင်းတန်းသွားပြီနင်းထိုင်မဟုတ်ဘူးနမ်းမွေရပထမဦးစားပေးပဲဒါကနမ်းမွေရရှိနေပြီသားလေတက်လင်တများလေနမ်းမွေရရှိနေပြီသားကျမရဲ့ပထမဦးစားပေးရကျမရဲ့မယော်ကားလေးကျမရဲ့မယော်ကားလေးယူရဲယောက်ျားကိုခိုင်းမယ်တဲ့ယူရဲယောက်ျားနှစ်ယောက်စာရှာခိုင်းရမယ်နှစ်ယောက်စာတန်တာဘူးငါတို့ရဲ့ကြံငင်းရမဟုတ်ဘူးလေကိုရီးယားထီပေါက်ဝါကြီးလေထီပေါက်ဝါလို့ရှိရင်လို့ရှာခိုင်းလို့ရှာခိုင်းငါမရဘူးယူရင်နှစ်ယောက်စာလုံးနေအမကဘာလုံးခိုင်းမလို့လဲမဟုတ်လေတို့ကထီပေါက်ဝါကြီးလေထီပေါက်သားကြီးရမ်းရောရုံးကန်ကြတော့မလို့တော့ဒါပေမဲ့ခိုင်းစားကဲ